အခုကျွန်တော်ကအမေနဲ့နှစ်ယောက်တည်းနေတယ်ကျွန်တော်ဘွား0ကနေစခဲ့တယ်အခုလည်းစူးစမ်းနေစေဖြစ်တယ်အရင်ဆုံးကျွန်တော်အမွေးတဲ့ချိန်မှာကျွန်တော်အကြီးဆုံးသားဖြစ်တယ်ပြီးတော့ကျွန်တော်၄နှစ်သားဖြစ်တဲ့ချိန်မှာကျွန်တော်အဖေကဆုံးသွားတယ်ပြီးတော့၄နှစ်သားဖြစ်တဲ့ချိန်မှာဆုံးသွားတဲ့ချိန်မှာကျွန်တော်အမေနဲ့ကျွန်တော်အမေကအဲ့ချိန်မှာကိုယ်ဝင်ဆောင်တယ်ပြီးတော့ကျွန်တော်ညီမလေးတစ်ယောက်ရှိတယ်ညီမလေးတစ်ယောက်ရှိဖို့တယ်ပြီးတော့ကျွန်တော်၄နှစ်သားရွယ်မှာဖေဆုံးပြီးတော့၃နှစ်အကြာမှာကျွန်တော်ညီမလေးလေးဆုံးသွားရှာတယ်ပြီးတော့အမေနဲ့နှစ်ယောက်တည်းနေလာတယ်အဲ့ချိန်က0ဖြစ်နေတယ် minus 0ပြနေတယ်အဲ့ချိန်မှာအဲ့ချိန်မှာအမေကအမြဲတမ်းဆူတောင်းပေးတယ်ညတွေမှာဆိုရင်ကျင်းစာတွေဖတ်ပေးတယ်ဆူတောင်းပေးတယ်ပြီးတော့ကျွန်တော်မှာအမြဲတမ်းနှခံအောင်သွေးရှင်တယ်ညမှာ2နာရီ3နာရီဆိုရင်အမြဲတမ်းနှခံအောင်သွေးရှင်ပြီးတော့မအိပ်နိုင်ဘူးပြီးတော့အဲ့ချိန်မှာအမေကထားပြီးတော့တီရှူးတွေနဲ့ရေတွေနဲ့လုပ်ပြီးတော့အဲ့လိုတဲ့ဆူတောင်းပေးတယ်ဆူတောင်းပေးပြီးတော့အဲ့လိုနဲ့0ပြနေတဲ့ချိန်မှာအဲ့လိုအမေကဖျားခင်ကိုယုံကြည်ပြီးတော့ကျွန်တော်ကိုအဲ့လမ်းမှာဖျားရဲ့လမ်းမှာပူဆောင်ပြီးတော့အဲ့လိုကျွန်တော်ကိုခေါ်သွားတာပြီးတော့အဲ့လိုနဲ့ဖျားเจ้าနေမှာသွားတယ်ဖျားခင်ကိုကိုယ်ရတယ်ပြီးတော့တချင်းနေဆိုတယ်ငယ်ငယ်တချင်းဆိုတယ်ပြီးတော့ဟောတယ်တချင်းဆိုတယ်ပြီးတော့ကျွန်တော်စကူရန်ဆယ်ရန်တက်တဲ့ချိန်မှာလူတောက်လျှောက်နေတယ်ကူရန်ဆယ်ရန်ရောက်တဲ့ချိန်မှာကျွန်တော်မေကျွန်တော်အဆောင်နေတဲ့ချိန်မှာတရင်ကျွန်တော်တခုကြားလိုက်တယ်အဲ့ဒါဘာတရင်လဲဆိုတော့ကျွန်တော်မေcancer ဖြစ်နေတယ်ဆိုတာကျွန်တော်ကြားလိုက်တယ်ပြီးတော့အောက်ပတ်ထွက်တဲ့ချိန်မှာတချို့သောသူတွေကပြောတယ်ကျွန်တော်တော့ directly တော့မပြောဘူးအဲ့ချိန်မှာအကြဆုံးအမေက3လပဲခံမဲတဲ့အဲ့ချိန်မှာ oh my god ကိုမလုံးဝခံစားလို့မရဘူးအဲ့ချိန်မှာကျွန်တော်က19နှစ်ပဲရှိသေးတယ်ပြီးတော့ကျွန်တော်မှရှိသမျှအမေတယောက်တည်းဖြစ်တယ်အမေကအဲ့လို3လပဲခံမယ်ဆိုတော့ကိုမလုံးဝမရှိတော့အဆောင်နေရတယ်ဆိုတော့စာရီလည်းလုံးဝကြည့်လို့မရဘူးပြီးတော့အိမ်ပြန်လို့လည်းမရဘူးအိမ်ပြန်ရင်လည်းအမေကအိမ်မှာမရှိဘူးအဲ့ချိန်မှာအမေကကင်ဆာကိုဖို့အိန္ဒိယမှာရောက်နေတယ်အိန္ဒိယမှာရောက်နေတယ်ပြီးတော့3လပဲခံမယ်လို့ပြောတဲ့ချိန်မှာကျွန်တော်မင်းနဲ့တွေ့ခွင့်ရနိုင်ပါမလားဆိုတဲ့ခံစားချက်တွေပါဝင်သွားတယ်အဲ့ချိန်မှာကျွန်တော်တော်တော်hopeless ဖြစ်နေတယ်ဒါပေမဲ့အမြဲတမ်းကျွန်တော်ငယ်ကလေးပေါ့ကျွန်တော်အားနေတဲ့ချိန်အမြဲတမ်းအားနေတယ်ပေါ့အဲ့ချိန်ဒီမှာကျွန်တော်အမြဲတမ်းအမေကဖျားသခင်နဲ့အဲ့လိုတွဲပြီးတော့ကျွန်တော်ဖျားသခင်စီကိုပို့ပေးတယ်အဲ့အတွက်ကြောင့်အဲ့ချိန်မှာလဲကျွန်တော်အရန်အားနေနေတဲ့ချိန်မှာကျွန်တော်ဘက်မှာဖျားသခင်ရှိတယ်ဆိုတာကျွန်တော်သိတယ်ဟုတ်တယ်အဲ့ချိန်မှာကျွန်တော်hopeless ဖြစ်နေတဲ့ချိန်မှာကျွန်တော်တွေ့တဲ့ကျွန်တော်ခေါင်းထဲမှာတခုရှိတာဖျားသခင်ကိုကျွန်တော် challenge လုပ်လိုက်မယ်လို့ကျွန်တော်အဲ့ဒါဆိုရင်ကျွန်တော်result အပေါ်မှာကျွန်တော်ဂျင်းနဲ့အရန်ဂျင်းနဲ့သွားမှာလို့ challenge လုပ်ပြီးတော့ဖျားခင်အလူတော်တိုင်းဖြည့်စေရမယ်လို့ကျွန်တော်ခေါင်းထဲရောက်တယ်အဲ့ချိန်မှာကျွန်တော်10တန်းစာတက်နေပြီ10တန်းစာတက်နေပြီစာအုပ်10နာရီခွဲအထိကြည့်တယ်10နာရီခွဲအထိကြည့်ပြီးတော့အရန်နေလဲအိမ်ငိုက်တယ်အိမ်ငိုက်ပြီးတော့စာလည်းမကြည့်နိုင်ဘူးဒါပေမဲ့စာကြည့်ပြီးတဲ့ချိန်မှာကရင်ပေါ်ရောက်တဲ့ချိန်မှာကျွန်တော်အိတ်လို့မရဘူးအဲ့လိုဖြစ်တယ်စာကြည့်တဲ့ချိန်မှာတော့စာမကြည့်နိုင်ဘူးပြီးတော့အိမ်မဲ့ချိန်မှာမအိတ်နိုင်ဘူးဘာဖြစ်လို့ဆိုတော့ခုမှ stress တွေရမ်းများနေတယ်အဲ့ stress တွေကြောင့်ကျွန်တော်မအိတ်နိုင်ဘူးဒါပေမဲ့ကျွန်တော်နားမှာကျမ်းစာရှိတယ် Bible ရှိတယ်အဲ့တော့ကျွန်တော်မိမိတဲ့ချိန်မှာတကယ်ချင်းနေတော့အိပ်ပြီးတော့7 နာရီလောက်ပေါ့
အမြဲတမ်းကျွန်တော်မအိမ်နိုင်ဘူးအဲ့ချိန်မှာလမ်းဘေးကမေးကိုသုံးပြီးတော့ကျွန်တော်ကျန်းစာတွေဖတ်တယ်ကျန်းစာဖတ်ပြီးတော့ဖျားသခင်ဆီမှာကျွန်တော်ဆူတောင်းတယ်ကျွန်တော်ဆူတောင်းတဲ့ပုံစံတော့ကျွန်တော်မပြောတတ်တော့မြန်မာလူနဲ့တော့မပြောတတ်ဘူးဒါပေမဲ့သူကျွန်တော်တောင်းတဲ့ဟာကတော့ဖျားသခင်ကိုကျွန်တော် challenge လုပ်လိုက်တယ်ဖျားသခင်ကိုကျွန်တော်မေကိုအသက်ရှင်ခွင့်ပေးပါကျွန်တော်မျိုးတက်ရှင်ခွင့်ပေးရင်ကျွန်တော်လည်းဖျားသခင်ပေးတဲ့အတန်နဲ့စူးစမ်းပြီးတော့ဖျားသခင်ရဲ့နာမတော်ချီးမွမ်းမယ်ဖျားသခင်နေဆိုမယ်ပြီးတော့လောကသားတွေရဲ့ရှိမှကျွန်တော်အလင်းဖြစ်စေမယ်လို့ကျွန်တော်အဲ့လိုchallenge လုပ်လိုက်တယ်အဲ့လိုညတိုင်းလုပ်လိုက်တော့ညတိုင်းအဲ့လိုဆူတောင်းတယ်ပြီးတော့အဲ့တော့ကျွန်တော်ဆယ်တန်းပြီးတဲ့ချိန်မှာအမေကကျန်းမာမာနဲ့အိမ်ကိုပြန်ရောက်တယ်ဟာလေလုယာအာမင်ဟာလေလုယာ that's so amazing အရင်မိုက်တယ်အဲ့ဒါကျွန်တော်ဘဝမှာအဲ့ဒါအရင် proud ဖြစ်တဲ့ကျွန်တော်အသေးတဲ့အထိကျွန်တော်ပြောလို့မဆုံးမဲ့တခုဖြစ်တယ်အခုလည်းအမေကျန်းမာမာနဲ့ဒီမှာဒီ City Church မှာကျွန်တော်နဲ့တူโอเคဖျားကိုလာချီးမွမ်းတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်တယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဘဝမှာတုံရပဲဖြစ်ဘေးအစင်ပဲရောက်ဘယ်လောက်ပဲကျွန်တော်ဘဝဆိုရင်အဖေလည်းမရှိဘူးညီမလည်းဆုံးသွားပြီအမေနဲ့ပြီးတော့အဲ့ချိန်မှာအခုမှရှိသမျှအမေရတောင်မှအဲ့လို stage 3 cancer ဖြစ်နေတယ်အဲ့ချိန်မှာကျွန်တော်ဘဝလုံးဝ0ဖြစ်တယ်ဒါပေမဲ့အဲ့ချိန်မှာစူးစမ်းပြီးတော့ဖျားသခင်နဲ့စူးစမ်းပြီးတော့ကျွန်တော်အခုအောင်မြင်ဖို့အမြဲတမ်းစူးစမ်းနေပါတယ်လို့အားလုံးလည်းဘေးအစင်ပဲရောက်စူးစမ်းကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဖျားသခင်အမြဲတမ်းရှိပါတယ်ဟုတ်ကဲ့